ကြာသေးခင်ကယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ဟာကြောက်မက်ဖွယ်ကောင်းတဲ့စားတောက်ဆိုင်တစ်ဆိုင်တွေကိုဝင်သွားခဲ့ကြတယ်မိန်းမကဆိုင်ပိုင်ရှင်ရဲ့ခံရလာပမှုကိုကြည့်ပြီးစိတ်လွှမ်းမိုးနေတဲ့အချိန်မှာပဲရုတ်တရက်အလွန်ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားသွားခဲ့တယ်သူတို့နှစ်ယောက်လုံးကြောက်လန့်လွန်းလို့အမြန်ပြေးထွက်သွားကြပေမဲ့ထွက်ပြေးနေစဉ်မှာပဲသူတို့စားခဲ့တဲ့အသားဟာလူသားသားဖြစ်နေတယ်ဆိုတာကိုသိသွားကြပြီးကြောက်ရွံ့ထိတ်လန့်သွားကြတဲ့တုတ်ပြန်မှုတော်မှအချိန်ရခင်မှာပဲဝက်မိတ်ဆာကလက်နက်တစ်ခုကိုဆွဲယူပြီးသူတို့ကိုအချင်းချင်းမဆောင်ပဲအဲ့ဒီနေရာမှာတင်တက်ပစ်လိုက်တယ်ညနေပိုင်းရောက်လာတဲ့အခါတန်မုံကအဲ့ဒီနေရာကိုမတော်တဆရောက်လာခဲ့တယ်နေဘက်ကနဲ့မတူပဲအဲ့ဒီအချိန်မှာစားတောက်ဆိုင်ကလူတွေပြည့်နေခဲ့တယ်ဝန်ထမ်းကအစားအသောက်တွေကိုနှွေးထွေးစွာမိတ်ဆက်ပေးနေခဲ့ပေမဲ့တန်မုံရဲ့မျက်လုံးထဲမှာတော့လိန်ညာထားတဲ့အရာအလုံးကဖော်ထုတ်ပြီးသားဖြစ်နေပြီးစပွဲတွေမှာထိုင်နေတဲ့ဧည့်သည်တွေဟာမြေပြင်ပေါ်မှာလဲလျောင်းနေတဲ့အလောင်းတွေလိုပေါ်လွင်နေခဲ့တယ်တန်မုံကချက်ချင်းပဲကိုမိတ်ဆာနဲ့ထုတ်သူ exorcist ဖြစ်ကြောင်းဖော်ပြပြီးအရာအလုံးကိုမြင်တွေ့ပြီးသားဖြစ်တယ်လို့ပြောလိုက်တယ်မိမမိတ်ဆာကမသိတယ်လို့တရုတ်ဆောင်ဖို့ကြိုးစားခဲ့ပေမဲ့တန်မုံကသူမရဲ့မျက်နှာကိုတစ်ချက်ထိုးလိုက်တယ်အဲ့ဒီခဏချင်းမှာပဲမိတ်ဆာရဲ့အစစ်အမှန်ပုံစံပေါ်ထွက်လာပြီးတန်မုံကိုတလုံးလုံးမျိုးချဖို့ကြိုးစားလာခဲ့တယ်အရေးကြီးဆုံးအချိန်မှာအန်နာကအမြန်ပြေးဝင်လာပြီးတန်မုံကိုဘေးဖယ်ပစ်လိုက်ပြီးနောက်မိတ်ဆာကိုမနာမလတ်ထိုးထိတိုက်ခိုက်လိုက်ရာနောက်ဆုံးမှာတော့အပြတ်တက်ပျက်စီးသွားခဲ့တယ်အဲ့ဒီနောက်အန်နာကဆိုင်တွင်းကိုဆက်လက်ရှင်းလင်းခဲ့ပြီးသူမရဲ့တိုက်ခိုက်မှုအောက်မှာမိတ်ဆာအသေးစားတွေကပြန်လည်တိုက်ခိုက်နိုင်စရာမရှိခဲ့ကြဘူးအန်နာကဝက်မိတ်ဆာကိုထွက်လာဖို့အော်ဟစ်ခေါ်လိုက်တယ်ဝက်မိတ်ဆာကအတမ်းမထွက်ပဲသူမရဲ့နောက်ဘက်ကိုတိတ်တဆိတ်ရွှေ့သွားခဲ့ပြီးနောက်တစ်စက္ကန့်ကြာမှာပဲသူတို့နှစ်ယောက်ကြားပြင်းထန်တဲ့တိုက်ပွဲတစ်ခုစတင်ပေါက်ကွဲလာခဲ့တယ်ဝက်မိတ်ဆာရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုရင်ဆိုင်နေရတဲ့အခါအန်နာကကိုပိုင်အင်အားအလုံးကိုအသုံးချပြီးတိုက်ခိုက်ခဲ့ပေမဲ့တဖြည်းဖြည်းနောက်ကျလာခဲ့တဲ့အခွင့်အရေးတစ်ခုကိုတွေးလိုက်တာနဲ့သူမကခုန်ပြီးဝက်မိတ်ဆာရဲ့နောက်ဘက်ကိုရောက်သွားကမန်နော်ကရိယာတစ်ခုနဲ့သူ့ရဲ့လေပင်ကိုတင်းတင်းကြပ်ကြပ်ချုပ်ကင်လိုက်တယ်။အဲ့ဒီနောက်သူမကဝက်မိတ်ဆာရဲ့ကြောဘက်ကိုစက်တိုက်ကန်ထိုးတိုက်ခိုက်လိုက်ရဝက်မိတ်ဆာဟာမခံနိုင်တော့ပဲကိုယ့်ရဲ့အစစ်အမှန်ပုံစံကိုပြန်လည်ဖော်ထုတ်လာခဲ့တယ်။ဒါပေမဲ့သူ့ရဲ့အင်အားကအလွန်မင်းကြီးမားလွန်းလို့အန်နာဟာထိန်းချုပ်မှုပျက်စီးတော့မဲ့အခြေအနေကိုရောက်လာခဲ့တယ်။အရေးပေါ်အခြေအနေမှာအန်နာကတန်မုံကိုကူညီဖို့လက်ခေါ်ပြီးဝက်မိတ်ဆာရဲ့ဝိညာဉ်မြစ်ကိုပါးစပ်နဲ့ဆုပ်ထုတ်ပေးဖို့တောင်းဆိုလိုက်တယ်။ဒါပေမဲ့အဲ့ဒီမရေမရာကြောက်စရာကောင်းတဲ့ဝက်ညနာကိုကြည်ရင်တန်မုံကလုံးဝမလုံနိုင်ခဲ့ဘူး။အန်နာကသူ့ကိုမတွန့်ဆုပ်ဖို့မနှောက်နေတော့ဘူးဆိုရင်သူမကထိန်းချုပ်မှုဆုံးရှုံးသွားမယ်လို့ဆဲဆိုအော်ဟစ်လိုက်တယ်။အခြေအနေကြောင့်မရွေးချယ်နိုင်တော့တဲ့တန်မုံကနောက်ဆုံးတော့ကိုစူစီပြီးရဲရဲမှုအားလုံးကိုစုထားကလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။အရေးကြီးဆုံးချိန်ရောက်လာတဲ့အခါအန်နာကသူ့ကိုကိုယ်တိုင်ကူညီပေးရတဲ့အခြေအနေကိုရောက်လာခဲ့တဲ့ခဏကြာပြီးနောက်မှာတော့ဝက်မိတ်ဆာရဲ့ဝိညာဉ်အမြစ်ကိုနောက်ဆုံးမှာတန်မုံကဆုပ်ထုတ်နိုင်ခဲ့တဲ့ထို့နောက်အန်နာကအဲ့ဒီဝိညာဉ်အမြစ်ကိုသူမရဲ့ပါးစပ်ထဲသို့ပြောင်းလဲယူလိုက်ပြီးမိတ်ဆာချုပ်အိတ်ထဲကိုပြစ်ထည့်ကချုပ်ပိတ်လိုက်တယ်